အားလုံးပေါ်မှာ तू ကအမြဲတမ်းပဲပြုံးနေတဲ့သူလေအမြဲတမ်းပဲပြုံးနေတဲ့သူအဲ့တော့အမြဲတမ်းပဲပြုံးနေတဲ့သူဖြစ်တဲ့အတွက် तू အပြုံးအောက်မှာပဲကြာရှုံးမှုဒုက္ခိတသရဝဒုက္ခိတသရဝအပေါင်းတို့ပိဿရဲ့အားပေးမှုတုံ့ပြန်မှုကတော့ဒီကနေ့အခုပြောနေတဲ့အချိန်ထိပဲဖွင့်ကြည့်လိုက်တာနဲ့ကျွန်တော်လည်းကောမမရေးနိုင်တော့အကုန်လုံးအသေးလေးတွေပဲပြေးလိုက်တယ်အားလုံးကိုကျေးဇူးတင်တယ်ကျေနပ်တယ်ကိုစေတနာထားပြီးတော့အလုပ်တစ်ခုပေါ်မှာနှစ်ပြီးတော့လုပ်ပေးလိုက်ရတဲ့အတွက်ကိုရင်ထဲမှာရောက်ရှိလာတဲ့ရရှိလာတဲ့ရလက်ကောင်းတစ်ခုကတော့အတိုင်းမသိဝမ်းသာတယ်ကျွန်တော်ရန်ကုန်လက်ဆွဲပြီးတော့ကျွန်တော်ရန်ကုန်မှာခြေချနိုင်အောင်ဒီလိုမျိုးမိကောင်းဆွေမို့အမှုပညာရှင်ကြီးတွေနဲ့ကျွန်တော်ရအောင်ခေါ်ပေးခဲ့တဲ့ကျွန်တော်ရဲ့အမအငိမ့်မင်းသမီးရွှေရသိန်းစုရှင်မတ်တပြေကျွန်တော်အမကိုကျွန်တော်ဒီနေ့ကနေပြီးတော့ကျွန်တော်ကြောပါတယ်အကိုနဲ့ပါဝင်ရမယ့်ဇာတ်ထုတ်ကဗိမိတာရမင်းမှာကိုကအဇာတသက်ရဲ့ဟိုနေပေါ့ကြောကတ်နေရပေါ့အဇာတသက်ကိုညှောက်ထိုးပင်ကိုလောက်ရမယ်နေရတော့ဘီလိန်ပေါ့အဲ့လိုမျိုးဗိမိတာရမင်းကိုမသေးသေးအောင်ဟိုမရောက်အောင်ဟိုထားနေเสียသွားလေသူတမိတ်တန်တအာနာရဲ့အောက်မှာပဲကိုက supporting ပေါ့ support ပေါ့တောင်းတို့ပြီးတော့အဲ့ဆိုတောင်းတို့ထားလိုက်တော့ကောင်းမယ်လို့တောင်းတို့ခိုင်းလိုက်ပါလားလို့အဲ့လိုတော့ comment တွေဝင်ရေးတာတွေ့တယ်ဟုတ်ဒါပေမဲ့အကိုနဲ့အရင်တုန်းကအကောတာ channel ကြီးမှာရိုက်ပြီးတော့အတော့ကတော့ဘကိုးကမင်းသားကြီးပေါ့နော်အမှုပညာရှင်မင်းသားကြီးကတယ်ပြီးတော့အကိုနေပွဲတွေမှာကတဲ့ခါကျရင်ကျွန်တော်လိုက်သွားတဲ့အခါကျရင်ကိုဘိုးချစ်အနေပွဲတွေပေါ့သွားတဲ့ခါမျိုးကြလို့ရှိရင်ကျွန်တော်နဲ့အလင်းတင်းလို့ပွဲအားလို့တိုက်ဆိုင်နေဆိုရင်အဲ့နေရာကျွန်တော်ဝင်ကပေးလိုက်တယ်အဲ့တော့ဒီနေ့မှလည်းအကိုကဒီမှာကမယ်တဲ့ဆိုတာနဲ့ရတယ်အကိုကျွန်တော်လာပါမယ်ဆိုတော့အဲ့ဒါအခြားဇက်ထုတ်ကြီးတွေပါလေလိုအပ်တယ်လို့ဆွဲပြီးတော့အကိုတော့ထည့်လိုက်တာပဲထည့်နေကွာလည်းလှုပ်လိုက်တာပဲအဲ့လိုမျိုးတော့ရှိတယ်အကိုနဲ့အမတ်တရားကအခုဒီဇက်ထုတ်ကရတယ်နောက်ပြီးတော့ channel ကေကနေပြီးတော့ရိုက်လွှင့်နေဗာလဲဒီပေါင်းစက်ချရှင်မင်းလေးဆိုတာဘိုးဘိုးအောင်မှာကျွန်တော်ကနမ်းမတော်မန်နူးရဲ့လင်းငယ်နမ်းမတော်မန်နူးရဲ့ယောက်ျားအိုးငယ်ပေါ့အိုးငယ်မောင်အိုဒါပေါ့အိုရဲဆိုရင်အဲ့နေရမုတ်ခိုင်းပါတယ်ဒီပြင်ဟိုလှတာပါတာကောင်းတဲ့နေရာလေးလေကပါတယ်စခန်းမူတို့ပါတော့ပေါ့ကျုံရင်ကျုံတယ်လို့ပေါ့အဲ့လိုမျိုးအကိုနဲ့ဘယ်လောက်ထိပြောရလဲဆိုတော့အကိုကလူပြောမလို့ဆိုတော့ဒီအဖွဲ့သူအဖွဲ့သားနဲ့သူနဲ့ပတ်သက်ကြောင်းမိတ်ဆွေအပေါင်းအသင်းအားလုံးပေါ်မှာ तू ကအမြဲတမ်းပဲပြုံးနေတဲ့သူလေအမြဲတမ်းပဲပြုံးနေတဲ့သူအဲ့တော့အမြဲတမ်းပဲပြုံးနေတဲ့သူဖြစ်တဲ့အတွက် तू အပြုံးအောက်မှာပဲကြာရှုံးမှုဟိုင်းနဲ့လည်းအဲ့လိုပဲဟိုင်းနဲ့လည်း तू ကဒီနှကန်းနှစ်ခုကနေရွက်တဲ့ချိန်တည်း तू လည်းအပြုံးစိုင်းမှုကလည်း तू ကဘယ်အချိန်ဖြစ်အမြဲတမ်းပြုံးတာအကုန်နဲ့ကြတော့လည်းအဲ့တောက်လျှောက်ပြုံးတာအဲ့အပြုံးနေကြတဲ့မှာပဲကိုကသွားပြီးကြာရှုံးဒါရှေ့ဘက်ကချခဲ့ဘူးလေရေစက်ပန်ခဲ့ဘူးလို့သစ္စာပေါ့ပြောပါတယ်ဘာဖြစ်ဖြစ်အကိုတထောင်တနေရာနေပြီးတော့လာပြီးတော့ဟိုပါဝင်အင်အားဖြည့်ရတဲ့အတွက်အတိုင်းမသိဝမ်းသာပါတယ်အကိုကတော့အားရင်အားတယ်လို့ဘာပဲဖြစ်ဖြစ်ကိုမိသားစုလိုပါပဲအကိုနဲ့ရတော့လေအဲ့တော့ပြောပါတယ်ဟုတ်အမြဲတမ်းတော့အစင်တင်ပဲဒါပေမဲ့ကိုကအမြဲတမ်းဇက်နောက်ကိုလိုက်တဲ့သူမဟုတ်တဲ့အတွက်ကြောင့်အားတဲ့အချိန်ကြတော့မှပဲအစင်တင်ပေါ့မားတဲ့အချိန်ကြတော့လေအကိုကြီးဟိုကတော့တော့ကျွန်တော်အဲ့ရက်ကလေးတော့အခြားမှာဗိတ်တိလေးလက်ခံတာလို့မိတ်ကပ်ဘောလေးလက်ခံတာလို့ပေါ့အဲ့လိုမျိုးပေါ့ချက်ချင်းတို့ဖိုးသေးတို့လိုပါပဲကျွန်တော်လည်းအဲ့လိုပါပဲဒီနေရာမှာလုံးဝဖို့ဆိုတာစိတ်ကောလူရောအချိန်ရောငွေရောချွေးရောသွေးရောရင်းရတယ်လေကျွန်တော်လောက်ခိုင်းမှာကျွန်တော်မလုပ်နိုင်ဟုတ်အမလောက်ခိုင်းမှာမလုပ်နိုင်ဆိုတော့အဲ့လိုခေါင်းဆောင်ကောင်းတစ်ယောက်အနေနဲ့ကိုလေးစားတယ်သူပင်ပန်းတာတော့ပင်ပန်းတာပဲအဲ့တော့ကိုအားလုံးอ่ะပေါ့နော်အဲ့လိုမျိုးချစ်ကြတဲ့အတွက်ပြန်ပြီးတော့ဒီနေရာမှာကိုလို့တော့ထင်တာပဲပေါ့ပိဿရဲ့အားပေးမှုတုံ့ပြန်မှုကတော့ဒီကနေ့အခုပြောနေတဲ့အချိန်ထိပဲဖွင့်ကြည့်လိုက်တာနဲ့ကျွန်တော်လည်းကောမမရေးနိုင်တော့အကုန်လုံးအသေးလေးတွေပဲပြေးလိုက်တယ်အားလုံးကိုကျေးဇူးတင်တယ်ကျေနပ်တယ်ကိုစေတနာထားပြီးတော့အလုပ်တစ်ခုပေါ်မှာနှစ်ပြီးတော့လုပ်ပေးလိုက်ရတဲ့အတွက်ကိုရင်ထဲမှာရောက်ရှိလာတဲ့ရရှိလာတဲ့ရလက်ကောင်းတစ်ခုကတော့အတိုင်းမသိဝမ်းသာတယ်ပျော်ရတယ်စိတ်ချမ်းသာရတယ်ကိုအောင်မှာကိုချစ်တဲ့သူလေးကြီးပဲတွေ့ရတော့တကယ်ကျေးဇူးရှင်အစ်စ်တင်နေရောကျေးဇူးရှင်အဟောင်းနေရောအနုပညာသမားဆိုတာပြိတ္တကကျွန်တော်တို့ထမင်းရှင်ဟင်းရှင်ပဲလေ
အဲ့တော့အရင်ပြောရတယ်အဲ့တော့တူတယောက်ချင်းစီတိုင်းကိုဒီနေရာနေပြီးတော့အသေးလေးပေးပြီးတော့ကျေးဇူးတင်ပါတယ်လို့ကျွန်တော်ပြောချင်ပါတော့ကျွန်တော်အဲ့ဒါလေးဖတ်လိုက်ရတယ်ဖတ်လိုက်ရတော့ဒါစဉ်းစားစရာပဲပေါ့နော်အဲ့လောက်ထိနာကြီးတယ်မလို့ပေါ့ဒီစင်ကတောတဲ့တောင်တွေလောက်ထိတိုးနေတာခါချင်းတွေရောပြားအောင်တွေရောတော့တတ္တဝါဘောင်းဆောင်ကအဲ့လိုမျိုးလောက်တာဒီခါချင်းလေးကြိုက်တော့ဘာလို့အညိုအတင်းနဲ့တန်တရာအထိယူပြီးတော့ရက်ဆက်ရတာလဲဆိုတော့ကိုလည်းစဉ်းစားတယ်အဲ့စဉ်းစားလို့ဆူလာသူကတော့မေးရမယ်ဆူလာသူကတော့ဘန်ကောက်ရောက်နေအဲ့ဘုံမတောင်ကြီးတယ်ဒါကြောင့်ဖြစ်ပါလိမ့်မယ်ဘုံမတဲ့ကြီးတယ်စင်ကအဲ့လိုသူမှနာကျင်မှုနဲ့ကလေးစားပြန်ချေတာပေါ့တော်တော်ကြီးပါတယ်ခါချင်းကတော်တော်လှုပ်တတ်ပါတယ်ကျွန်တော်တော့ဒီမစင်စားတာဘူးအားပေးတဲ့ပြိတ္တကိုကျေးဇူးတင်တယ်ဆိုတော့စကားကိုခဏထားပြီးတော့ကျွန်တော်ဒီဘဝဒီအခြေအနေပေါ့နော်ဒီအခြေအနေဆိုတာကျွန်တော်ဘာမှမဟုတ်ပါဘူးပညာရှင်လည်းမဟုတ်ပါဘူးပညာတွေစီးဘူးလေ့လာလိုက်စားဆဲပါကျွန်တော်ရန်ကုန်လက်ဆွဲပြီးတော့ကျွန်တော်ရန်ကုန်မှာခြေချနိုင်အောင်ဒီလိုမျိုးမိကောင်းဆွေမို့အမှုပညာရှင်ကြီးတွေနဲ့ကျွန်တော်ရောင်းခေါ်ပေးခဲ့တဲ့ကျွန်တော်ရဲ့အမအငိမ့်မင်းသမီးရွှေရသိဆုရှင်မတ်တပြေကျွန်တော်အမကိုကျွန်တော်ဒီနေ့ကနေပြီးတော့ကျွန်တော်ကြောပါတယ်ကျွန်တော်အမဒီကိုပို့လို့ဒီလိုရောက်ပြီးတော့ကျွန်တော်ဒီပညာရှင်တွေနဲ့တွေ့ပြီးတော့ကျွန်တော်ဒီနေ့ပြိဿအချစ်ကလေးကိုခံရတဲ့အတွက်ကျွန်တော်အမကိုဒီနေ့ကနေပြီးတော့ဩဃာတာပါလို့ပြီးတော့ကျွန်တော်စူးစမ်းမှုပေါ်မှာပြိဿတယောက်ချင်းစီတိုင်းကကျွန်တော်အပေါ်မှာအခုချိန်ထိတော်တော်များတယ်အဲ့ဒီအတွက်ကိုကျွန်တော်အတိုင်းမသိကျေးဇူးဥပကာယအထူးတင်ရှိပါတယ်လို့ပြောချင်ပါတယ်အကူကတော့လှုပ်တဲ့အလုပ်တစ်ခုဟာသူခန်းခန်းနာနာတက်တက်ရက်ရက်တိတိကျကျတာတာနာနာပေါ့သူအများနဲ့စူးစမ်းနေတယ်သူကအဲ့တော့အကူရဲ့ဒီဘယ်လိုပြောမလဲအကူရဲ့လက်ညှိမှုအောက်မှာပဲကိုရီးယားပါရမီဝင်ဖြည့်ပေးတာပေါ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်သူကပြိတ္တကိုရန်တံမိုးထားပြီးတော့လေးစားတဲ့အတွက်ကြောင့်သူလှုပ်တဲ့အလုပ်တစ်ခုကအဲ့လိုမျိုးအဝတ်စားလေးဝတ်တာအစားချိတ်ကလေးထိုးတာအစုံပေါ့နော်အဲ့လိုမလုပ်နဲ့တစိမ့်မြေမကောင်းဘူးအဲ့တော့ချိတ်ကလေးထိုးတာအစားပကုံးလေးတွေ့တာအစားကျွန်တော်နဲ့အနီးကနေတော့သူ့ရဲ့စိတ်ကိုသိရတယ်လေသိရတော့ပြိတ္တကိုအဲ့လိုတန်ဖိုးထားပြီးတော့လေးစားတဲ့အတွက်ကြောင့်ဘယ်လိုပြောမလဲဂုံယူတယ်ကိုကိုလေးစားတယ်အဲ့တော့လာပြီးတော့ဒီလိုခန်းခန်းနာနာဖြော်ပြတဲ့အကိုကိုလည်းကျေးဇူးတင်တယ်လို့လာရောက်အားပေးတဲ့ပြိတ္တကိုလည်းကျေးဇူးအရင်တင်ပါတယ်ခင်ဗျာ